ဒီနေ့မှာတော့ Rose ကအစာပြေစားလို့ရမယ်ဘနာနာအုပ်ပူတင်လေးကိုရိုးရိုးရှင်းရှင်းလေးလုပ်ဖြစ်ပါတယ်အရင်ဆုံးကြောက်နှလုံးလေးကိုစားနဲ့ငယ်ထည့်ပြီးတော့မှွေပေးပါမယ်ပြီးရင်ငပြောသီးတစ်လုံးကိုအုပ်ကြုံနှစ်စွန်းနဲ့နွားနို့ထည့်ပြီးတမအောင်မှွေပေးပါမယ်ရှင်ပြီးရင်တော့ air fryer ထဲမှာ200 degree နဲ့မိနစ်20လောက်ပေါင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျန်းမာရေးနဲ့လည်းညီညွတ်အာဟာရလည်းပြည့်ဝတဲ့ဘနာနာအုပ်ပူတင်လေးရပါပြီရှင်ဒီအုပ်ပူတင်လေးကကယ်လိုရီစုပေါင်းက435ကယ်လိုရီပဲရှိတောင်မို့လို့ဝေးချနေတဲ့သူတွေအတွက်ကောကျန်းမာရေးလိုက်စားနေတဲ့သူတွေအတွက်ကောအထူးတင်လျော်ပြီးတော့အားရှိတဲ့အုပ်ပူတင်လေးဖြစ်ပါတယ်ရှင်